IT man ပြောပြမယ်ဝန်ထမ်းထောင်ချီရှိတဲ့ကုမ္ပဏီကြီးတွေမှာ user တွေကိုတနေရာတဲ့အနေဘယ်လို control လုပ်တယ်လဲဆိုတာသိလားအဲ့ဒါ Active Directory AD ပါသူက Windows Server ရဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး room ထဲမှာရှိတဲ့ user တွေ computer တွေနဲ့ printer တွေကိုဗဟိုကနေစရင်ပြုစုပြီးစီမံခန့်ခွဲတာပါနီလေးဘယ်ဆက်မှာပဲသွားထိုင်ကိုယ့်အကောင့်နဲ့ဝင်လို့ရနေတာဒီစနစ်ကြောင့်ပါအရာရာကိုဗဟိုကနေစနစ်တကျစီမံခန့်ခွဲတတ်တဲ့ centralized mindset အလေးချင်းရှိရင်နီလေးတို့ကအလုပ်တွေဘယ်လောက်များများမရှုံးမထွေးပဲကင်တွယ်နိုင်လာမှာပါAD သုံးတဲ့အဖြစ် admin တယောက်ကကွန်ပျူတာအလုံးထောင်လုံးကို password တစ်ပြိုင်နဲ့ပြောင်းခိုင်းတာ wallpaper တူထားတာနဲ့ security policy တွေသတ်မှတ်တာတွေကိုခလုတ်တစ်ချက်နှိပ်ရုံနဲ့လုပ်နိုင်ပါတယ်အားသာချက်ကတော့စီမံခန့်ခွဲရတာအရန်လွယ်ကူပြီးလုံးကြုံတာဖြစ်ပြီးအားနည်းချက်ကတော့ AD စားပါသားဒေါင်းသားရင်တရုံလုံးအလုပ်လုပ်လို့မရတော့လာမျိုးဖြစ်နိုင်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာနီလေးတို့စီမှာတကက် senior tech mindset ရလာမှာပါဥပမာတာမန်လူကဆက်တလုံးချင်းစီလိုက်ပြနေစီမှာနီလေးကတော့တနေရာတွေကနေအကုန်လုံးကိုအမိန့်ပေးနိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ IT man ကိုဆက်သွယ်လိုက်ပါနော်